အားလုံးပဲမင်္ဂလာပါ Sunshine Moto မှာပြန်လဲကြိုဆိုပါရစေဒီအပိုင်းဘိန်းစည်းလေးတွေကြားတယ်ဗျနော်ဒီအပိုင်းဘိန်းစည်းလေးတွေကြားတယ်ပြီးခဲ့တဲ့9လပိုင်း10လပိုင်းနဲ့ဆိုရင်အခု9လပိုင်းကပို့ပြီးတော့ကြားတယ်ပေါ့နော်ဒါပေမဲ့ဟိုးရင်ကျွန်တော်တို့ license gate တွေမထခင်တုန်းကထက်စာရင်တော့အလောက်ကြီးထီတော့မကြသေးဘူးပေါ့ဒါပေမဲ့ဒီအပိုင်းဝယ်လို့ကောင်းတဲ့ဈေးတန်းလေးတွေဖြစ်လာပြီပေါ့နော်နောက်ဘိန်းဈေးအတင်းနဲ့စကန်ဘိန်းလေးတွေကရွေးချယ်စရာလေးတွေလည်းများလာတယ်အသစ်တွေလည်းဝင်လာတဲ့အခါကျအဟောင်းဈေးလေးတွေကကြားတဲ့သဘောပေါ့ဒီချိန်မှာဘင်းဝယ်ယူမယ်ဆိုရင်တော့ဈေးတန်လေးတွေနဲ့ရမယ်ပေါ့နော်ဟိုးရင်တုန်းကဈေးတွေလောက်တော့မဟုတ်သေးဘူးပေါ့မဟုတ်သေးပေမဲ့ခုချိန်မှာတော်တော်ဝယ်လို့ကောင်းနေပါပြီဒီနေ့ကျွန်တော်အရင်တော့ကျွန်တော်တို့22သိန်း23သိန်းရောင်းခဲ့တဲ့ဝေဘိန်းလေးတစ်စီးပေါ့နော်အဲ့လိုဝေမျိုးကိုအခုဒီချိန်မှာဆိုရင်ကျွန်တော်18သိန်းကျော်လေးနဲ့ပဲရောင်းချပေးမှာဖြစ်ပါတယ်နော်ဘာဘိန်းလေးလဲဆိုတာတစ်ချက်ကြည့်လိုက်အောင်ကျွန်တော်လိုက်ပြမယ်နော်ဒီဘိန်းလေးပဲဖြစ်ပါတယ်နော်ဘိန်းလေးကကာမက်ဝစ်2019 model လေးပါဗျ2019 model ရုပ်ထွက်လေးတော်တော်တန့်တယ်ပတ်လည်လေးကျွန်တော်ပြပေးမယ်နော်2019 model 84ရပလက်တက်တန်းလေးကတော့နီးတယ်ဗျနော်တက်တန်းကတော့2လလောက်ပဲကြာမယ်ဆက်လေးတစ်ချက်နှိုးပြပါစကတ်တာဝီလေးပဲနော်စကတ်တာဝီဖြစ်မယ်ဒီကိုလုံးဝရှင်းမယ်ညင်လုံးဝညိမ့်နော်ဒီဘိန်းလေးကိုကျွန်တော်ရောင်းချပေးမှာ18သိန်း5000 18သိန်း5000ကိုအရှော့တင်းပါလေးလည်းလုပ်ပေးပါအောင်နော်စိတ်ဝင်စားလို့ဝယ်ယူအားပေးခြင်းနဲ့ဆိုရင်တော့53ဘီလန်133ကြားစက်မှုတက်မှာရှိတယ်ကျွန်တော်တို့ Sunshine Moto မှာလာရောက်ဝယ်ယူအားပေးဖို့ဖိတ်ခေါ်အပ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်